ပထွေးကပပတစိမ့်ယောက်ျားရဲ့ကားပေါ်ကိုတက်သွားတာတွေ့လိုက်ရလို့လိုက်ခေါ်နေတယ်အဲ့ချိန်မှာပပကကြောက်၍တထေးသားရဲ့အောက်မှာပုံလိုက်တယ်ပြီးတော့ပြတင်ပေါက်ဖွင့်လာတဲ့ချိန်ပထွေးကတထေးသားကိုတွေ့လိုက်မှလူမာသွားပြီးဆိုပြီးပြန်နှုတ်ဆက်လိုက်ရတယ်တထေးသားကတော့ပပအရန်ကြောက်နေတာကိုတွေ့၍ထိုလူကဘသူဖြစ်ကြောင်းထပ်မေးလိုက်တဲ့အဲ့ချိန်မှာပပလေးထိုလူကသူ့ရဲ့ပထွေးဖြစ်ကြောင်းပြောပြလိုက်၍တထေးသားကတခါတည်းပထွေးရဲ့အနိုင်ကျင့်မှုကိုခံရတယ်ဆိုတာတန်တိသွား၍လက်ထောက်ကိုထိုလူရဲ့အကြောင်းစုံစမ်းခိုင်းလိုက်တယ်ပထွေးကတော့အိမ်ရောက်တာနဲ့မိမကိုတမြင်တက်ပပကိုစိတ်တူအောင်ပပကကုမ္ပဏီသွားပြီးအလုပ်လုပ်ဖို့မဟုတ်ပဲနဲ့ယောက်ျားသွားအိတ်တာပါဆိုပြီးပြောပြလိုက်ပြီးပုံပါတခါလေးပြလိုက်တယ်အဲကြောင့်အမေလေးလန့်သွား၍ပပကိုသွားရှာမလို့လုပ်တော့သူကတားလိုက်ပြီးအမေကပပကိုအရန်စိတ်တူပြီးမနှက်ဖြန်ရအောင်သွားခေါ်လာခဲ့မယ်ဆိုပြီးပြောလိုက်တော့သူကအရန်ချင်းနဲ့ပြီးပြောနေတယ်ပြီးတော့နောက်မနေ့ရောက်တာနဲ့ပပရဲ့အမေကကုမ္ပဏီကိုလာပြီးတထေးနဲ့ပပကိုလာရှာပြီးပပကိုတွေ့တာနဲ့ပပကိုတထေးကမင်းကိုအတင်းခေါ်အိတ်တာမို့လားဆိုပြီးပုံတွေပြပြီးပပကိုပတ်စံချောင်းနဲ့အဆက်မရှိတော့ဘူးလားဆိုပြီးလူအများရှိမှဆူငေါက်ပြီးပပကိုမင်းတို့တထေးရဲ့ကားပေါ်တက်တာမို့လားဆိုပြီးပြန်မေး၍ပပလေးဟုတ်တယ်ဆိုပြီးပြော၍ရှင်းပြမလို့လောက်တာနဲ့အမေကပပကိုပါရိုက်လိုက်၍လဲကျသွားတယ်အဲ့ချိန်မှာပပကပထွေးလာတာတွေ့လိုက်တာနဲ့ကြောက်၍ငါ့ကိုမထိနဲ့ဆိုပြီးဖယ်လိုက်တော့အမေကပပကိုကိုအရန်ဟုတ်နေပြီပေါ့ဆိုပြီးထက်ဆူငေါက်လိုက်၍တထေးကိုသွားရှာနေတယ်အဲကြောင့်ပပကတထေးသားကိုဒုက္ခမပေးချင်လို့အမေကိုတားလိုက်တော့အမေကပပကိုတွန်းလိုက်တာနဲ့ကွက်တိပဲတထေးသားကပပကိုဖမ်းမိလိုက်တယ်အဲ့ချိန်မှာအမေကတထေးသားငါသမီးနဲ့မင်းတို့နှစ်ယောက်ကဘလို့ပတ်သက်တာလဲဆိုပြီးမေး၍သူထေးသားကသူနဲ့ပပကတရားဝင်လင်မယားဖြစ်ကြောင်းစာအုပ်ပြလိုက်တယ်ပြီးတော့ပပကိုတခါတည်းလက်ထက်လက်စွပ်လေးဝတ်ပေးလိုက်ပြီးပပကသူ့ရဲ့တရားဝင်မိန်းမဖြစ်ကြောင်းလေးကြီးညာလိုက်တယ်အဲ့ချိန်ကျမှပပကတထေးသားရဲ့မိန်းမဖြစ်နေလို့အားလုံးကလက်နေကြတယ်ပြီးတော့ပထွေးလေးအရန်စိတ်တူပြီးပပကငါရဲပါဆိုပြီးသွားလို့မလို့လောက်တာနဲ့လက်ထောက်တွေကပထွေးကိုဖမ်းလိုက်တယ်အမေကတော့ပပလက်ထက်တာသူတို့ကိုမတိုင်ပင်ပဲလက်ထက်လိုက်၍ပပကိုထက်ဆူငေါက်နေတော့ပပကမေ့လဲသွားတယ်အဲကြောင့်တထေးသားကချက်ချင်းပဲဆေးရုံခေါ်သွားလိုက်တယ်အဲ့ချိန်မှာအမေကပပကိုဟန်ဆောင်နေတယ်ဆိုပြီးပြောရလက်ထောက်ကပပရဲ့အမေကိုတစိမ့်လူကိုယုံတာမဟုတ်ပဲကိုသမီးကိုယုံတဲ့နယ်ဆိုပြီးပြော၍ထွက်သွားလိုက်တယ်တထေးသားကတော့တူမကိုခေါ်ပြီးပပရဲ့ပထွေးအကြောင်းမေးလိုက်တယ်အဲ့ချိန်မှာတူမကမပြောပြလေးမရတော့၍ပပရဲ့ပထွေးကပပရဲ့အတွင်းခံတွေခိုးပြီးပပကိုစားခြင်းနေကြောင်းအကုန်လုံးပြောပြလိုက်၍သူထေးသားကအရန်စိတ်တူသွားတယ်ပြီးတော့တထေးသားကပပကိုကောင်းကင်ဂရုစိုက်ပေးပြီးပပအတွက်ကလေးစားချေးပေးဖို့စီစဉ်လိုက်တယ်